Play Store ကနေပြီးတော့ဒီ Suno ဆိုတဲ့ application ကို download မှာပြီးရင်တော့တစ်ချက်ဝင်လိုက်ပါခင်ဗျဝင်လိုက်ပြီဆိုရင်ဒီမှာသူက create a free account ဆိုပြီးတော့ရှိပါတယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျဒီမှာဆိုရင်သူက Google နဲ့ဖောက်မလားဖုန်းနံပါတ်နဲ့ဖောက်မလားရှိပါတယ်ကျွန်တော်ကတော့ Google နဲ့ဖောက်ပြပါမယ်ခင်ဗျ Google ကိုနှိပ်လိုက်ပါပြီးရင်ဒီမှာကိုယ့်ရဲ့ Gmail account တစ်ခေါက်ကိုရွေးပြီးတော့ဖွင့်လိုက်ပါခင်ဗျပြီးရင်တော့ဒီမှာမွေးနေ့ကိုဆက်ချစ်ကြော်တာရွေးပြီးတော့ continue နှိပ်လိုက်ပါခင်ဗျအဆိုရင်တော့အကောင့်ထဲရောက်တော့ပါပြီတရှင်းဖန်တီးဖို့အတွက်ကျွန်တော်တို့ကတရှင်းစာသားကိုရေးထားတာရှိရင်လည်းကိုရေးထားတာနဲ့ဖန်တီးလို့ရပါတယ်ကျွန်တော်ကတော့ AI ကိုရေးခိုင်းပြီးတော့ဖန်တီးပြပါမယ်ခင်ဗျကျွန်တော် Gemini နဲ့ကိုဝင်လိုက်ပါခင်ဗျပြီးရင်ဒီမှာကျွန်တော်တို့ကကိုစိတ်ကြိုက်ခေါင်းစဉ်ရေးပြီးတော့ဒီလိုမျိုးစတိုင်အောင်ရေးခိုင်းမှာ Suno မှာထည့်ဖို့စတိုင်အောင်ရေးခိုင်းလိုက်ပါခင်ဗျပြီးရင်တော့ဒီမှာသူရေးပေးတဲ့တရှင်းကိုကျွန်တော်တို့ကဒီ password လေးကနေပြီးတော့ copy ယူရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော် copy ယူလိုက်ပါမယ်ပြီးရင် Suno application နဲ့ပြန်သွားပြီးတော့ဒီမှာတရှင်းအလဲကောင်ကတရားလေးကိုနှိပ်လိုက်ပါခင်ဗျပြီးရင်ဒီအထက်က constant လေးကိုရေးပြီးတော့စောစောကတရှင်းကို paste ချလိုက်ပါ copy ချလိုက်ပါခင်ဗျပြီးရင်တော့ဒီမှာကျွန်တော်တို့ကတရှင်းစတိုင်ထည့်ရမှာဖြစ်ပါတယ်စတိုင်ကလည်းကျွန်တော်တို့က Gemini ကသွားပြီးတော့ရေးပေးထားတဲ့ဟာကိုသွားပြီးတော့ဒီစတိုင်ဆိုတဲ့ဟာလေးကိုသွားပြီးတော့ copy ယူလိုက်ပါခင်ဗျပြီးရင်ဒီမှာကျွန်တော်တို့ကစတိုင်လေးကိုထည့်ပေးလိုက်ပါစတိုင်လေးထည့်ပြီးသွားရင်ဒီမှာကျွန်တော်တို့ကခေါင်းစဉ်အောက်မှာခေါင်းစဉ်လေးထည့်ပေးလိုက်ပါခင်ဗျပြီးရင်ဒီမှာ create ဆိုတာကိုနှိပ်လိုက်ပါဒါဆိုတော့သူကတရှင်းလေးပုတ်ဖန်တီးပေးပါလိမ့်မယ်ခင်ဗျဒီမှာဆိုရင်တော့တရှင်းလေးပုတ်ရလာတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ကဒီ 4.5 နဲ့ free user တွေကတော့ 4.5 ပဲရပါတယ်ကျွန်တော်တစ်ချက်ဖွင့်ပြပါမယ်ခင်ဗျဒါဆိုရင်တော့တရှင်းရပြီပေါ့နော်ကျွန်တော်တို့က download ဆွဲဖို့အတွက်ဒီအပေါ်3ပေါက်လေးကိုနှိပ်ပါပြီးရင်ဒီမှာသူက download ဆိုတာရှိပါတယ်ခင်ဗျအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျပြီးရင်တော့ဒီမှာ download anyway ဆိုတာရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့က file ထဲကိုရောက်သွားပြီဆိုလို့ရှိရင်ဒီမှာ save ဆိုတာနှိပ်လိုက်ပါဒါဆိုရင်တော့ဖုန်းထဲရောက်သွားပါလိမ့်မယ်ခင်ဗျဒါကတော့ AI နဲ့တရှင်းဖန်တီးနည်းလေးဖြစ်ပါတယ်ခင်ဗျအကျိုးရှိတယ်ဆိုရင်တော့ share ပေးခဲ့ကြပါအောင်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ